အားလုံးပဲမင်္ဂလာပါနေ့15ရက်6လ2026မနက်ညအတွက်အချိန်မှာ96ချိန်မှာ96ချိန်96ပတိတော့ပတိပတ်လို့ရပါတယ်93 98 95 93 63 68 65 63 98နဲ့68နဲ့ main over အကားဒီနေ့မနေ့အတွက်ပါတပတ်စာကညဘက်က channel ထဲမှာတင်ပေးထားပါတယ်ဒါကဒီနေ့မနေ့တော့ပါမမဝင်မဲ့အကူမတွေလည်းမမ Viber မှာလာဝင်လို့ရပါတယ်မနေ့ညကchannel လေးမှာတင်ထားပေးတယ်ပေါ့နော်အားလုံးပဲဒီနေ့လည်းပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်